ထိုင်းစကားထဲမှာဆေးရုံသွားတာကိုပိုင်ရုံပန်လို့ပြောပါတယ်ဟုတ်ပြီဒီဝကြကိုတော်တော်များများပြောဖူးပြီးသားလို့ထင်ပါတယ်ဒါပေမဲ့စကားပြောလေးလာတဲ့အခါမှာဆိုရင်ဆေးရုံသွားတာကိုပိုင်ရုံပန်လို့မပြောဘဲနဲ့ပိုင်ဟန်မော်ဆိုပြီးတော့မှပြောဖို့ကျွန်တော်တို့အကြံပြုခြင်းလဲခံခဲ့ရဖူးမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ထိုင်းစကားထဲမှာပိုင်ရုံပန်ဆိုတဲ့အသုံးနှုန်းထက်ကိုသူတို့ကပိုင်ဟန်မော်ဆိုပြီးတော့မှပိုပြောလေးရှိကြလို့ဖြစ်တယ်ပေါ့နော်ကဲအဲ့တော့ဘယ်လိုကွာသလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်တို့အဖြေရှာကြည့်ပါမယ်ကဲတော့နှစ်ခုစလုံးပြောလို့ရတယ်နှစ်ခုစလုံးဝကြဖွဲ့တဲ့အပိုင်းအရာအကုန်လုံးမှန်ပါတယ်ပေါ့နော်ဆိုတော့ပိုင်ရုံပန်လို့ပြောတာဒီစီးရုံသွားတယ်ဒါဒီကျွန်တော်တို့ destination ကို focus လုပ်လိုက်တာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့သွားမဲ့လမ်းအစုံသို့မဟုတ်ကျွန်တော်သွားမဲ့ဒီနေရာကိုအာယုံစိုက်ပြီးတော့မှပြောလိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီစေးရုံသွားမှာမို့လို့စေးရုံသွားတယ်ဆိုပြီးတော့မှပိုင်ရုံပန်လို့ပြောလိုက်တာဖြစ်တယ်ဒါမှမှားပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီစေးရုံသွားတယ်လို့ပြောလိုက်တဲ့အခါမှာတခြားသောကိစ္စနဲ့သွားတာလည်းဖြစ်နိုင်တာပဲเนาะကျွန်တော်စေးရုံသွားတာဒီစေးရုံမှာကျွန်တော်ဆိုင်ကယ်ကြံခဲ့လို့သွားယူတာလည်းဖြစ်နိုင်တယ်စေးရုံမှာကျွန်တော်ဆရာဝန်နဲ့ဒိတ်ပြီးတော့မှစေးရုံသွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ကဲအဲ့တော့စေးရုံသွားတယ်လို့ပြောလိုက်တာဒီအဲ့ဒီထဲမှာကျွန်တော်မေးခွန်းပြန်မေးလို့ရတယ်ပေါ့နော်ဘာသွားလို့တယ်ဆိုတဲ့အပိုင်းတိကျပြန်မေးလို့ရနေတယ်အဲ့တော့ဒီဘက်ကိုပြန်ကြည့်လိုက်တဲ့အခါမှာပိုင်ဟန်မော်လို့ပြောတာဒီမြန်မာစကားတွေကစေးရုံသွားပြတာတို့စေးကန်းသွားပြတာတို့အဲ့ဒါနဲ့သွားပြီးတော့မှအဓိပ္ပာယ်အတူတူပဲဖြစ်ပါဒီနေရာမှာခေါင်းစဉ်တစ်ချက်ပြန်ကြည့်မယ်ဝါဟာရသုံးနှုန်းပုံကွဲပြားခြင်းကိုအဓိကထားပြီးတော့မှရှင်းပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စကားလုံးရှင်းလိုက်တဲ့အခါမှာစကားလုံးကလုံးဝကွဲပြားနေပါတယ်ထိုင်းစကားလုံးကျွန်တော်ကြည့်ပါမယ်အိုင်သွားတယ်လို့အဓိပ္ပာယ်ရတယ်ဟန်ဆိုတဲ့စကားလုံးကရှာဖွေတယ်လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကစီလို့အဓိပ္ပာယ်စလိန်လုံးကြီးတင်ဆန်းကစီဆိုတဲ့စကားလုံးဖြစ်တယ်ပေါ့နော်ဥပမာတဲရောက်စီသွားတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ပိုင်ဟန်နဲ့ပြောရပါတယ်အမေစီသွားတယ်ပိုင်ဟန်မဲအဖေစီသွားတယ်ပိုင်ဟန်ဖောစတဲ့ဖြစ်ပေါ့နော်တငယ်ချင်းစီသွားတယ်ဆိုလဲပိုင်ဟန်เพื่อนဆိုပြီးတော့မှပြောရတာဖြစ်တယ်အဲ့တော့ပိုင်ဟန်ကစီသွားတယ်မော်ဆရာဝန်ဖြစ်တယ်အဲ့တော့စကားလုံးအတိုင်းဓာတ်ရိုက်ကျွန်တော်တို့ဘာသာပြန်လိုက်မယ်ဆိုရင်ပိုင်ဟန်မော်ဆရာဝန်စီသွားတယ်ဆိုတဲ့ဝါဒတွေကိုသူတို့ဟာသုံးနှုန်းထားတာဖြစ်ပါတယ်အဲ့တော့မြန်မာစကားကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်မြန်မာစကားထဲမှာကျွန်တော်တို့ဆေးရုံသွားပြတယ်ဆေးကန်းသွားပြတယ်ပေါ့နော်နှစ်ခုစလုံးဝါဒသုံးနှုန်းတာမတူကက်တိကက်သက်ပြောမယ်ဆိုလဲနှစ်ခုစလုံးပြောလို့ရတယ်ပေါ့နော်ပြောချင်တာကဆရာဝန်စီသွားတယ်ဆိုတော့ဘာသွားလောက်တာလဲပေါ့နော်အဲ့လိုပြန်မေးလို့တော့ရနေတယ်မြန်မာစကားဆိုလဲအဲ့လိုပဲဆေးရုံသွားပြတယ်ဆေးကန်းသွားပြတယ်ဆိုပြီးတော့မှကျွန်တော်ဒီဆေးရုံဆေးကန်းကိုလက်ထဲထည့်ထားပြီးတော့မှရောအင်းဆေးရုံဒီမှာကြည့်ဆိုပြီးတော့မှအဲ့လိုသွားပြတာမှမဟုတ်တာပေါ့နော်ဆိုတော့ကိုဘာသာစကားရကိုနားလည်ပြီးသားဖြစ်တယ်သူတို့မှလည်းဒီလိုသုံးနှုန်းလို့ဖြစ်တယ်ပေါ့နော်အဲ့လိုကျွန်တော်ကက်တိကက်သက်ကြည့်တော့သွားပြောလို့တော့မရဘူးအဲ့တော့ဆေးရုံဆေးကန်းသွားပြတာကိုပြောချင်တာဖြစ်တဲ့အတွက်ထိုင်းသားထဲမှာပိုင်ဟန်မော်ဆိုပြီးတော့မှပြောလိုက်တာဖြစ်တယ်ပိုင်ဟန်မော်လို့ပြောလိုက်ပြီဆိုရင်ဆရာဝန်နဲ့သွားဒိတ်တာလည်းမဟုတ်တော့ဆိုင်ကယ်သွားယူတာလည်းမဟုတ်တော့ပေါ့နော်ဒါနေမကောင်းဖြစ်လို့ကျွန်တော်တို့ဒီဆေးကုသမှုခံယူဖို့သို့မဟုတ်ဆရာဝန်နဲ့သွားပြဖို့အတွက်ဆေးရုံဆေးကန်းကိုကျွန်တော်သွားတာဖြစ်တယ်ကဲအဲ့တော့နှစ်မျိုးစလုံးပြောနိုင်တယ်ပိုင်လုံးပန်ဆေးရုံကိုသွားကြောင်းကျွန်တော်ပြောတာဖြစ်တယ်ပိုင်ဟန်မော်နေမကောင်းဖြစ်လို့ဆေးရုံဆေးကန်းသွားပြမယ်ဆိုတာကိုဖော်ပြလိုတဲ့အတွက်ပြောတာဖြစ်တယ်ဒီဘက်မှာကျတော့ action ကို focus လုပ်တာဖြစ်တယ်เนาะ destination ကိုကျွန်တော် focus လုပ်တာရဲ့ action ကို focus လုပ်တာရဲ့ဆိုပြီးတော့မှကွာသွားတာဖြစ်တယ်နှစ်မျိုးစလုံးပြောလို့ရတယ်ပိုင်ဟန်မော်ပို့ပြီးတော့မှသုံးကြပါတယ်ဘာလို့လဲဆိုတော့နေမကောင်းဖြစ်တဲ့အချိန်မှာပဲကျွန်တော်သွားတာများလို့ပေါ့เนาะအဲ့တော့နေမကောင်းဖြစ်တဲ့အချိန်မှာသွားတာဖြစ်တဲ့အတွက်ပိုင်ဟန်မော်ဆိုပြီးတော့မှသုံးကြတာဖြစ်ပါတယ်ကဲနောက်ဥပမာတစ်ခုကကျွန်တော်ဒီရုပ်ရှင်လက်မှတ်ကင်တာအဲ့ချိန်မှာသင်ငယ်ချင်းတယောက်ကကြုံပြီးဘယ်သွားမလို့လဲဂျပန်နိုင်ဆိုတော့မေးလာတယ်အဲ့တော့ကျွန်တော်ဒီ destination ကို focus လုပ်ပြီးတော့မှပိုင်လုံးနံရုပ်ရှင်ရုံသွားမလို့ပြန်ဖြေမှာလားဒါမှမဟုတ် action ကို focus လုပ်ပြီးတော့မှပိုင်ဒူနံဆိုပြီးတော့မှရုပ်ရှင်သွားကြည့်မလို့ပြန်ဖြေမှာလားပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ထိုင်းစကားရောမြန်မာစကားရောအတူတူပဲရုပ်ရှင်ုံသွားမယ်လို့ပြောမှာတော့မဟုတ်ပါเนาะအဲ့တော့ထိုင်းမှာရောမြန်မာမှာရောကျွန်တော်တို့ဒီ action ကိုပဲ focus ပြီးတော့မှပြောကြတာဖြစ်တယ်ပေါ့နော်ဘိုင်ဒိုနံရုပ်ရှင်သွားကြည့်တယ်လို့ပဲပြောမှာဖြစ်တယ်ဒီညမှာတော့အတူတူပဲကဲဟုတ်ပြီအဲ့တော့ဘာသာစကားနှစ်ခုစလုံးမှာရုပ်ရှင်သွားကြည့်မယ်လို့အတူတူသုံးနှုန်းပါတယ်ကဲပြီးတော့လို့ရှိရင်ကျွန်တော်ဆက်ကြည့်ပါမယ်ဈေးချင်းအောင်တွေ့တယ်ဟုတ်ပြီဈေးသွားတာကိုထိုင်းသားထဲမှာပိုင်တလာလို့ပြောပါတယ်เนาะပိုင်သွားတယ်တလာဈေးဖြစ်ပါဟုတ်ဈေးသွားတာကိုပိုင်တလာလို့ပြောပါတယ်လူတိုင်းပြောဖူးပြီးသားဖြစ်ပါလိမ့်မယ်ကဲအဲ့တော့ပိုင်တလာလို့ပြောတာဒီစောနာကလူပဲကျွန်တော်တို့ဒီဘယ်သွားတယ်လဲဆိုတဲ့အပိုင်းကျွန်တော်တို့ရဲ့ခရီးအဆုံးကဘယ်မှာရှိတယ်လဲဆိုတဲ့အပေါ်ကိုကျွန်တော်တို့ focus လုပ်ပြီးတော့မှပေါ့နော်ဒါ destination အတိုင်းပြောလိုက်တာဖြစ်တယ်ဈေးကိုသွားမှာမို့လို့ဈေးသွားတယ်ပိုင်တလာလို့ပြောလိုက်တာဖြစ်တယ်အဲ့တော့
action ကိုကျွန်တော်တို့ focus လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဈေးမှာဈေးသွားဝယ်မှာလေဈေးသွားဝယ်မှာဆိုတော့ပိုင်းကြိုင်တလတ်ဆိုပြီးတော့မှပြောလို့ရပါတယ်ဟုတ်ပြီအဲ့တော့ဒီနားမှာမေးခွန်းတစ်ခုမေးခြင်းစရာဖြစ်လာတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ဈေးဝယ်တယ်လို့ပြောတဲ့အခါကျလို့ရှိရင်ဈေးခေါင်လို့ပြောတာဟုတ်အဲ့တော့ဘာလို့ပိုက်ဈေးခေါင်လို့မသုံးတာလဲဆိုရင်ဒီနားမှာလည်းကျွန်တော်ဖြည့်ဆွဲပြီးတော့မှနည်းနည်းလေးရှင်းပြခြင်းပါတယ်ဟုတ်ပြီပိုက်ဈေးခေါင်လို့ပြောလိုက်တာဒီဈေးသွားဝယ်တယ်ဆိုတဲ့ဓာတ်ရိုက်အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဈေးသွားဝယ်တယ်ဆိုတာကျွန်တော်ဒီဘယ်နေရာမှာဘာပဲဝယ်ဈေးသွားဝယ်တာကိုပိုက်ဈေးခေါင်လို့ပြောပါတယ်ပိုက်ဈေးခေါင်ကကျေပြန့်တယ်ဘာနဲ့ပဲသုံးရတယ်ဘယ်နေရာမှာဘာဝယ်ဟုတ်ပြီဒီလိုလေးကျွန်တော်တို့မှတ်မယ်နော်ပြီးတော့လို့ရှိရင်ဆောနာကပြောလိုက်တဲ့ပိုက်ကြိုင်တလားလို့ပြောလိုက်တာဒီဈေးမှာ market ဆိုတဲ့ဈေးနော်ဆိုင်နဲ့လည်းမရဘူးကျွန်တော်တို့အိမ်ရှိမှာဆိုင်ကင်နဲ့လာရောင်းတာနဲ့လည်းမဆိုင်ဘူးပေါ့နော်ပြောချင်တာက market ဆိုတဲ့ဒီဈေးမှာသားစင်းငါးစင်းဈေးပေါ့အဲ့ဒီဈေးမှာကျွန်တော်တို့ဒီချက်ပြုတ်စရာအသားငါးတွေဟင်းသီးဟင်းရက်တွေဝယ်ဖို့အတွက်သွားတဲ့အခါမှာဈေးသွားဝယ်တဲ့အခါမှာဈေးသွားဝယ်တာကိုဖော်ပြဖို့အတွက်သီးသန့်သုံးတာဖြစ်တယ်နော်အဲ့တော့ပိုက်ကြိုင်တလားလို့ပြောတာဒီတလားဆိုတဲ့ဈေးကိုသွားမယ်အဲ့တော့မှချက်ပြုတ်စားသားဖို့အတွက်ဟင်းသီးဟင်းရက်တွေအသားငါးတွေသွားဝယ်တာကိုဖော်ပြလိုတဲ့အခါမှာပိုက်ကြိုင်တလားလို့သုံးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအတုံးနှုံးမသုံးဘူးဆိုလည်းပြဿနာမရှိပါဘူးပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်တို့အခုမှအခြေခံကနေစရတယ်ဆိုရင်ဘာပဲသွားဘယ်နေရာမှာဘာပဲသွားဝယ်ဈေးသွားဝယ်တယ်ဆိုပြီးတော့မှပိုက်ဈေးခေါင်ဆိုပြီးတော့မှအလွယ်တကူလေးကျွန်တော်ပြောလိုက်လို့ရပါတယ်တကယ်လို့ကျွန်တော်တို့ဒီအခြေခံသက်ကြော်နေပြီကျွန်တော်နည်းနည်းလေး level မြင့်လာပြီဆိုရင်ဒီအသုံးနှုံးတွေလည်းသုံးကြည့်ပါထိုင်းနေတယ်လို့မျိုးပြောကြပါတယ်ဆောနာကလို့ပဲဘိုင်တလာလို့ပြောလဲတာဒီဈေးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဈေးမှာဈေးဝယ်တာမဟုတ်ဘဲနဲ့တခုခုသွားလို့တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ပိတ်ကြိုင်တလားလို့ပြောလိုက်ပြီဆိုရင်ဒါဈေးသွားပြီးတော့မှကျွန်တော်ဒီချက်ပြုတ်စားတော့စရာအသားစင်းငါးစင်းအသီးရွက်တွေဟင်းသီးရွက်တွေသွားဝယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြနေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ